အားလုံးပဲမင်္ဂလာပါဒီနေ့ချက်ကလေးတွေရောက်လာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ချမ်းမာချက်ဘလူချလဲဆိုတာကျွန်တော်ပြပြသွားမယ်ဖြစ်ပါတယ်ဒီချက်ချတဲ့အချိန်မှာကျတော့ကျွန်တော်တို့ company ဘက်ကနေတာဝန်မယူဘဲနဲ့ကျွန်တော်တို့ချက်ချမ်းလုပ်ငန်းလုပ်နေတဲ့သူဘက်ကပဲတာဝန်ယူပြီးတော့ကျွန်တော်တို့ချက်ချရတာဖြစ်တယ်ဆိုတော့တချို့ကြတော့အဖွဲလိုက်ဖွဲ့ပြီးတော့တချမ်းနဲ့တချမ်းကိုညီပြီးတော့ချတဲ့သူတွေလည်းရှိတယ်လို့မိသားစုလိုက်ကိုမိသားစုနဲ့ကိုချတဲ့လူတွေလည်းရှိတယ်ကျွန်တော်ကြတော့ကျွန်တော်တကယ်ချင်းနေရောက်ကိုငါခေါ်ပြီးတော့ကျွန်တော်သူတို့ကိုချခိုင်းတာဖြစ်တယ်ဆိုတော့အဲ့ဒီတကယ်ချင်းနေရောက်ကိုတော့ကျွန်တော်တချမ်းကို90နဲ့ငါထားတာဖြစ်တယ်ဆိုတော့ကျွန်တော်ချမ်းကတော့9ချမ်းဆိုတော့200ကျော်ပေါ့နော်ဆိုတော့ပြီးတော့ကျွန်တော်တို့ချက်မလာခင်မှာဘာတွေလုပ်ရလဲဆိုတဲ့ဟာကမေးထားတဲ့လူတွေလည်းရှိတယ်ဘာတွေလုပ်ရမလဲဆိုတာကျွန်တော်တို့ချက်ကုမ္ပဏီကတင်ပေးလားဆိုတာမိတဲ့သူတွေလည်းရှိတယ်ဆိုတော့အဲ့ဒါကိုဖြေမယ်ဆိုရင်တော့ကုမ္ပဏီကတော့တင်မပေးဘူးဆိုတော့ကုမ္ပဏီကဘာလုပ်လဲဆိုရင်သူတို့ကစစ်စေးကြီးအမီနဲ့လောက်ပဲသူတို့လာတယ်တပတ်တစ်ခါပဲလာတယ်တခါတလေတပတ်တစ်ခါတော့မလာတဲ့အချိန်လေးရှိတယ်ဆိုတော့အဓိကသူတို့လောက်တာကြတော့ကျွန်တော်တို့လူအပ်တဲ့စေဝါတွေပြီးတော့ဘာလူအပ်လဲစစ်စီးတဘောပေါ့ hit မလောက်ဘူးဆိုရင်ဟေးနင်ဟိုဟာ hit မလောက်ဘူးဒါမှမဟုတ်ရီတောက်အားနေတယ်ဆိုရင်ဒီမှာရီမလောက်ဘူးဘာဖြစ်လို့လဲအဲ့လိုမျိုးသူတို့စစ်စီးဖို့နဲ့ကျွန်တော်တို့လူအပ်တဲ့အကူအညီတောင်းဖို့လောက်ပဲသူတို့ရှိတာဖြစ်တယ်ဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတာကြတော့ကျွန်တော်တို့ချက်ချံဝေတဲ့အချိန်မှာရောင်းတဲ့သူစီမှာတင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့နေဆက်ရနေဆက်ကြောင်းတင်ရချင်းတွေရပဲဖြစ်ဖြစ်လူဟောင်းတွေစီမှာကျွန်တော်တို့တင်တာဖြစ်တယ်ကျွန်တော်ဆိုရင်ကျွန်တော်နားမှာရှိတဲ့တင်ရချင်းတွေကိုနှိတိုင်းဖုန်းခေါ်ပြီးတော့မိမြန်ပြီးတော့ကျွန်တော်တင်ယူတာဖြစ်တယ်ဆိုတော့ချက်ကလေးတွေကတော့ကျွန်တော်တို့ truck အကြီးကြီးနဲ့သူတို့ယူလာတာဖြစ်တယ်ဆိုတော့ဒီ truck ထဲမှာတော့ကျွန်တော်4အိမ်အပြည့်သူတို့တည်လာတယ်ဆိုတော့အဓိကတော့သူတို့ကျွန်တော်တို့စာရွက်ခင်းထားတဲ့အပေါ်မှာအစာကိုအဓိကထားပြီးတော့စာကြတယ်ဒီစာရွက်ပေါ်မှာကျတော့24နာရီအတွင်းလောက်ကုန်ဖို့ကျွန်တော်ခန့်မှန်းပြီးတော့ထည့်ထားတာအရင်တော့ပပလေးထဲတော့တနိုင်2နိုင်အတွင်းနဲ့ကုန်သွားတယ်ဆိုတော့ဒီစာရွက်ပေါ်မှာသူတို့စာတာကြိုက်တဲ့အတွက်ကျွန်တော်ဒီစာရွက်ပေါ်မှာတော့အရင်ထက်များအောင်ကျွန်တော်ထည့်ထားတယ်ဆိုတော့ချတဲ့တငယ်ချင်း2ယောက်ကဒီလိုမျိုးချတဲ့အတွက်ကျွန်တော်တို့အရင်ဗီဒီယိုတွေမှာဒီလိုမျိုးချက်ချတာမသိဘူးလားဆိုပြီးတော့မိထားတဲ့လူတွေအများကြီးရှိတယ်ဆိုတော့သူတို့ဒီလိုချချင်းအားဖြင့်ပေါ့နော်သူတို့ချတဲ့အားနဲ့ဆိုတော့ချက်တွေကမသိပါဘူးတည်တာတော့ရှိတယ်အများအားဖြင့်တော့သူတို့အသားဖောက်စရုံကနေလာတဲ့အချိန်မှာသူတို့ box ထဲမှာတီးပြီးသားအကောင့်တွေကပါလာတယ်ဆိုတော့ချတဲ့အချိန်မှာတော့ကျွန်တော်တို့တီးသွားတာတော့မတွေ့ဘူးနာတာတော့ရှိတတ်တယ်ဒါပေမဲ့အများကြီးတော့မတွေ့ဘူးပေါ့နော်အများအပြားတော့တီးတယ်ဆိုရင်သူတို့တီးပြီးသားယူလာတယ်အဲ့ဒီ thread ထဲမှာတီးပြီးသားရှိတာဖြစ်တယ်ဆိုတော့နောက်ဗီဒီယိုတွေမှာကျွန်တော်ပြပေးချင်တာကြတော့ဒီနေ့တော့ချက်တီမကောက်ဘူးမနေ့ဖြတ်မှာချက်တီကောက်မယ်ဆိုတော့ပထမဆုံးနေ့မှာဘယ်နှကောင်ကျွန်တော်ချက်တီကောက်မလဲဆိုတာကျွန်တော်ပြပေးချင်တယ်တမီနီမှာဗီဒီယိုကိုမဖြတ်ပဲနဲ့အကုန်လုံးပြပေးသွားမယ်ဘယ်လောက်ကြာတယ်လဲဆိုရင်ပေါ့အခုဆိုရင်ချက်ကလေးတွေကတော့အလှရက်တောက်ကြတယ်အစာကိုလည်းသူတို့အလှရက်စားကြတယ်ဆိုတော့ဒီနေ့ကျတော့ရောက်လာတဲ့နေ့ဖြစ်တဲ့အတွက်သူတို့ကုမ္ပဏီဘက်ကတော့ day 1လို့သတ်မှတ်ပြီးမယ်ကျွန်တော်တို့ဘက်ကတော့ day 0ပါပဲဆိုတော့ကျွန်တော်တို့လူတွေပေါ့နော်ကျွန်တော်မွေးတဲ့နေ့ကမွေးတဲ့နေ့ပဲနောက်နေ့ကျမှတရက်ကျွန်တော်တို့ချက်ချမ်းအလုံးနီးပါရောက်တဲ့နေ့ကိုတော့
တရက်လို့မတတ်မနိုင်ဘူးနောက်နေ့မှပဲတရက်လို့တတ်မှတ်ကြတယ်ဆိုတော့ဒီကျွန်တော်ချက်ကိုကြည့်ချင်းအပြင်သူတို့ဖြန့်ပြီးတော့နေကြတယ်အစိုးလိုက်အပုံလိုက်မနေဘူးပေါ့နော်တကယ်လို့ဒီချက်တွေကိုအစိုးလိုက်ပြုံလိုက်နေတယ်မခွာဘူးဆိုရင်သူတို့အနှွေးတက်လူတယ်ဆိုတော့တကောင်နဲ့တကောင်ထိပြီးတော့သူတို့အနှွေးတက်ကိုယူကြတယ်ဆိုတော့မခွာဘူးအဲ့လိုမျိုးကြတော့သူတို့အစားမစားရီမတောက်ဘူးပေါ့နော်ဆိုတော့ဒီလိုအခြေအနေဆိုရင်သူတို့ခွာပြီးတော့သူတို့ဟာသူတို့နေကြတယ်ဆိုတော့ဒါကျွန်တော်ချန်ရဲ့အနှွေးတက်ကသူတို့လုံလောက်ရှိတယ်ဆိုတာကိုကျွန်တော်တွေ့မြင်ရတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်တယ်နောက်မနေ့ကျွန်တော်ကြက်တီကောက်တဲ့အချိန်မှာကျွန်တော်တကယ်ဘယ်နှကောင်ကောက်လဲဆိုတော့အကုန်လုံးအစကနေအဆုံးပြပေးသွားမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်